ဒီနေ့ပါလာလောက်ရလဲရှင် သွားလို့ရှိရတယ် ဘယ်ကနေလာတာလဲ ဒီလားဆလာယာတက်ကဲကတက်လာဆလာယာค่ะ ဘာလူမျိုးလဲအမ ခတ်သမားค่ะမတဖန်ချင်းနေတိုင်းတာค่ะဒီမှာသွားလင်းကြည့်လို့ရတယ်နော်ဟုတ်ပြီးဟုတ်မစကားပြန်လဲရှိတဲ့အတွက်ကြောင့်မလို့အဆင်ပြေတယ်ဟုတ်ค่ะအမညွန်ပေးတယ်ဘယ်လိုမျိုးဟုတ်အစအနေတလားဘလားပတ်စံဖို့လာရေးကြပေးလို့ရတယ် ဒီနေ့ညီမလေးကသွားဖားမဆုံးချိန်လာညှိဖို့လာတက်နေပါတယ်။စင်လာတာကားရဝေးတဲ့စလိုက်ရမှလာပါတယ်ရှင်။အခုသွားကြားတွေမှာဓာတ်မှန်ရက်ပေးနေပါတယ်ရှင်။ဘယ်ကောညာကောသွားကြားတွေမှာပိုးစားလားမစားလားစစ်ကြည့်နေပါတယ်ရှင်။အကောင်းဆုံးဖြစ်အောင်တော့ကုသပေးပါမယ်ရှင်။ ပစားပြီနော်တက်ကုန်းနေနေကမဟုတ်ဘူးအခါကျရင်ညီမသွားနောက်တစ်ချောင်းထပ်ဖာရမယ်နော်အဲ့ဒီ16တစ်ချောင်းอ่ะနှစ်မျက်နှာလေတစ်မျက်နှာဆိုရင်ဖြည်းလောက်လို့ရအဖွားနှစ်မျက်နှာညာရှင်းနဲ့ဒါဟုတ်နာမည်ဘယ်လိုခေါ် မြန်မာပြည်သားကတငယ်ချင်းတချို့တွေသွားကြောင်းနဲ့စိတ်ပူရင်ဒီမှာလာတန်ပြီးလို့ရပါတယ်ရှင်။ဆရာဝန်မနဲ့အမပြောပြလို့ရပါတယ်ရှင်။